ဆိုတော့ဒါဗုဒ္ဓဘာသာကိုချစ်မြတ်နေတဲ့ဒါမြန်မာမင်းကြီးတွေကဒါဒီမှာဆိုရင်ဖျားဆင်းနူးတော်တွေကိုဒါခေါင်းတွေဖြုတ်တာဖြစ်ပါတယ်။ပါတယ်။ဆိုကျွန်တော်တော့မှာဆင်းနေပါ။ဆိုဒီနူးအကြောင်းကျွန်တော်ဘာမှမသိဘူးပေါ့နော်။ဆိုတော့ကျွန်တော်အစနေပြန်ပြီးလေ့လာကြည့်ပါမယ်။ဆိုတော့မနက်7 နာရီပါ洗好澡进去啊，加温。နည်းနည်းရှိရမှာเนาะ election campaign တရားပထူဒီရဘာဘာဒီမိုင်းတော့ကျန်းရအောင်ဒီလိုကန်တောင်းလို့ဒီမှာလည်းအောက်ကတော့ဆိုတော့ဒီမှာဆိုတွေ့ရတာကဒါဖျားစီဒီအကျိုးအပြက်တွေချန်စီမြို့တိုင်းအကျိုးအပြက်တွေနဲ့ဒါအဆောက်အဦအကျိုးအပြက်တွေပဲလောဆယ်တော့တွေ့နေရသေးတာဖြစ်ပါတယ်ဆိုတော့ရှေ့မှာတော့ဖျားဖြစ်စီရပါဘောเนาะဆိုတော့ဖျားဖြစ်စီရဖျားပြက်စီကြံရိတ်ခဲ့တာဆိုတော့ဒါတင်ပလင်ခွေထိုင်နေတဲ့ပုံပဲမြင်ရတယ်ဒါကတော့ညာရဲ့အတိုင်းပဲဖြစ်ပါတယ် AD 1380မှာရှိရတာဝက်မဟာထက်ကိုဒါ reconstructed ပြန်လုပ်ထားတာပေါ့နော်ဆိုတော့ဝင်ပေါက်ရှိမယ်နန်းတော်ရာရှိမယ်ပြီးရင် building နှလုံးရှိမယ်ဆိုတော့အနောက်မှာဒီ what ဖျားเจ้าပေါ့နော်ဖျားเจ้าကတော့အဓိကရှိပါတယ်ပြီးဘေးမှာတော့စီပထိုးပတ်လဲဆိုတော့ building တွေ့တာရှိတယ်ဆိုတော့ဒါဗုဒ္ဓဘာသာကိုချစ်မြတ်နေတဲ့ဒါမြန်မာမင်းကြီးတွေကဒါဒီမှာဆိုရင်ဖျားဆင်းနူးတော်တွေကိုဒါခေါင်းတွေဖြုတ်တာဖြစ်ပါတယ်ဆိုတော့ဒါဆင်းနူးတော်တွေကဒါဖျားဝင်းဖြစ်တဲ့အတွက်ကြောင့်မလို့စီပြီးတော့ထားတာပေါ့နော်စီပြီးတော့ထားတာဆိုတော့ဒီမှာဆိုရင်ဖျားဆင်းနူးတော်ဦးကောင်းတော့မပါတဲ့ဆင်းနူးတော်ကြီးပါပဲဆိုတော့ဒါတစ်ချမ်းပဲရှိပါသေးတယ်ဆိုတော့ဟိုဘက်ချမ်းမှာလည်းဒါဆင်းနူးတော်တွေမှာဦးကောင်းတော့မပါပါဘူးဆိုတော့ထိတ်ဆုံးထိပါပဲဆိုတော့အခုလိုပဲမြင်တွေ့နေရတာဖြစ်ပါတယ်ဆိုတော့ထူးထူးခြားဒီထဲမှာတော့ဦးကောင်းတော့ပါတဲ့ဆင်းနူးတော်တစ်ခုရှိပါတယ်ဆိုတော့ဒါကတော့ဒီဆင်းနူးတော်ပါဆိုတော့ဒါကတော့ AD 14ရာစုရဲ့လက်ရာတွေဖြစ်ပါတယ်ဆိုတော့ဒါမနက်7 နာရီခွဲ9 နာရီလောက်ပဲရှိပါအောင်မယ်ဆိုတော့နေရတော့ဒါပူပါတယ်ဆိုတော့စမ်းခွင်နေဘာညာတရကားကြီးပူရယူခဲ့ချပါတော့နေရာကြီးလည်းဖြစ်နေပါပြီဆိုတော့ဒီဘက်မှာလည်းဒါဟိုဘက်တန်းပြင်ဒီဘက် row လည်းတရူးရှိပါသေးရဲ့ဆိုတော့ဒီဘက်မှာလည်းဆွေးနွေးတော့ပြည့်ပါနော်ဆိုတော့လိုလည်းရှိပါသေးရဲ့ဒါကတော့ကြောက်တုံးတွေကိုထွင်းထူတာမို့လို့ဒါဒီမှာဆိုရင်ဒါနဲ့1 byte တော့ပူနေတဲ့ပုံစံမျိုးတော့ဖြစ်တယ်ဒါပေမဲ့ဒါတိကျကြည့်မယ်ဆိုကြောက်တုံးပါလေကြောက်တုံးဆင်းနူးတော်တွေဖြစ်ပါတယ်ဒီမှာဆိုတော့ဒါ main လောက်နီးပါးရှိရတာဒုတယ်ကြီးရှိရပထိုးအပြက်ရှိပါတယ်ပထိုးရှိမယ်ဒီဖျားရှိမယ်ဒီဆင်းနူးတော်ပြက်တွေရှိမယ်ဒီ main temple ရှိမယ်ဒါဒီဝင်မောက်ရှိမယ်ဆိုတော့ဒါပါပဲ 1906 let's go like this now we walk this side turn around come back this way go to toilet at 10 o'clock in the back ဒါကတော့ဒါ main နေရာတစ်ခုဖြစ်တဲ့ဒါ CD ပထိုးကြီးပါဆိုတော့ပကံခင်းတဲ့
ပကံခင်းမှာအမေကြီးရရောဒီအုတ်ကြားထဲမှာဘီလက်မြေမထည့်တာဘူးပေါ့နော်ဆိုတော့လောဆယ်တော့ဒီမှာဒီကဘီလက်မြေပါတယ်ဆိုတော့ဒါကတော့ကွာတယ်ပေါ့လေဒီမှာဆိုတာဘီလက်မြေညာဖြစ်ပါတယ်ဆိုတော့ဒါဒီပထူးမှာတော့တိတ်မသိတော့ဆိုတော့ဒီဘက်လေးလှည့်ပြအောင်မယ်ဆယ်ဒီအနောက်ကမှာဆိုရင်ဒါဘီလက်မြေတီးတီးတက်တာပါတယ်မဆိုတဲ့ဘီလက်မြေကြီးဒါကြားညှက်တာလဲဆိုတာတီလင်းတော့မြင်ရတယ်ပေါ့နော်ဆိုတော့ဒါကတော့တိတ်ပြီးတော့မထူကြတဲ့တစ်ချက်ဖြစ်ပါတယ်ဆိုတော့ကျန်တာလေးတွေကတော့တော်တော်လေးမိုက်ပါဆိုတော့ဆက်ကြည့်ကြပါအောင်မယ်ဆိုတော့ဒီနားမှာဆိုရင်ကျွန်တော်တို့ဒါဘီလက်မြေတွေကဒါတိတိကျကျပါနေတာတွေ့ရတယ်ပေါ့နော်ဆိုတော့ထိုင်းမှာအရင်ပူပါတယ်ပူပါဆိုတော့ဒါဖုန်ကြီးကျောင်းဝင်းတစ်ခုတည်းကဇရက်တစ်ခုမှာမြစ်ရှိရမြစ်ဘေးရှိရမြစ်ရှိရဗောလေမြစ်ဘေးမှာဇရက်ရှိရဆိုတော့ဇရက်မှာ2နိုင်3နိုင်လောက်အိမ်မှာဖြစ်ပါတယ်မခံနိုင်တော့ပါဘူးထားပူပါတယ်ဆိုတော့3နိုင်လောက်မှထားမှာဖြစ်ပါတယ်တစ်ခါမှဒီမဲ့လေထားကျတော့အိတ်နေတဲ့ထားကြည့်ရလေထားကျတော့အရှိမဆွဲနေရလေထား1လေထား2 3လေးရွှဲရှိရတာဒါအပြည့်ဒါအရှိကအင်ဂျင်ပါဘယ်လောက်နဲ့တော့မသိရှိမှတော့ယုံနေရရှယ်ပဲတော်လေးကြည့်ရပါတော့ဒါဒီလိုမျိုးဒါကင်မရာထဲမှာမို့လို့ဒါအပြင်မှာဆိုရင်ဒါ5ချက်စာလောက်5လုံးစာလောက်ရှိတယ်ဒီလိုတွေတဲ့ဝေးရဟင်းဘယ်လောက်ကြ300ပါထုတ်300မထုတ်ချက်ပါဆိုတော့ဒီဘောဆယ်ကရန်ဒီရမှုတော့မော်လေးရောက်တော့လီကစားပြီးတော့မဲ့ကျွန်တော်ငင်တော့ကျွန်တော် slide ခဲ့အောင်ဆိုတော့ဒီမြင်တော့ဒီပြည့်ပြည့်ချက်ကားတယ်ဒီရှော့လေးဆိုတော့လမ်းလဲမှာစီပြတ်နေတော့ကျွန်တော်တို့recuse တစီရဲ့ကားတစီရဲ့လာပြီးတော့အကျိုးကြောင်းမေးပါတယ်ဆိုတော့ကျွန်တော်ကတော့စီကုံနေရဲ့တစီရောက်တော့မယ်လို့ဒီတိုင်းလေးပဲပြောလိုက်တယ်အဆင်ပြေပါတယ်ဗောလေဒါပေမဲ့အပြင်မှာ15မိနစ်လောက်ပူနေရဖြစ်ပါတယ်ဆိုတော့ကျွန်တော်အပေါက်သားရှင်တို့အိမ်သာလာပါတယ်ဆိုတော့အိမ်သာမှာဂျွန်တိလဲရတာခုလိုမျိုးပဲဖြစ်ပါတယ်ဆိုတော့အိမ်သာတော့ပိတ်ထားရပါတော့ဆိုတော့ကျွန်တော်ပုံမသွားရပါဘူးအခုကျွန်တော်တရားတွေလည်းတော်တော်လေးရပါပြီဆိုတော့နောက်ခါစီဟိုတရားစစ်တင်တယ်ပေါ့လေစီကလောက်မယ်ထင်တာလောက်လိုက်တော့တော်တော်လေးတိုက်မလို့တော့ဖြစ်သွားဆိုတော့လောလောဆယ်ဒါကျွန်တော်တို့မျိုးမသိကျွန်တော်ထင်တာကတော့ဒါ Kingdom လို့တော့ဘယ်လိုလဲ Palace Palace ဆိုတော့ထင်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒါခိုးဝင်လာတာstay okay ဟိုနေ့ခင်ဗျာဘာလဲများ online မှာကြည့်မဟုတ်ပါဘူးဒါတော့ဖြစ်ရပါပလီမြင်တော့ online မှာကြည့်တော့ online မှာရလမ်းဖို့ကြည့်ဆိုတော့ဇေဒီတွေကိုကျွန်တော်တို့ဒါလမ်းဘေးမှာလိုပဲမြင်ရပြပါရဲ့ဟိုမှာဆိုရင်ဒါမထင်မရှားဇေဒီပထူလေးရှိရပါတော့လိုအဲ့ဒါထည့်လိုက်ပါလားဖုန်းပြကြလို့ပါပဲဒီပဲကြည့်ရအောင်နော်